မတို့ဟာဒီတက်အောင်မြင်ခြင်းနဲ့ဆိုရင်ဒီလိုအရေးချင်းရှိရမယ်ဒီလိုစွမ်းရည်ရှိရမယ်ဒီလို background ရှိရမယ်ဒီအမျိုးထဲဖြစ်ရမယ်စသည်ဖြစ်လူအနေနဲ့ကန့်တတ်ထားတာတွေအများကြီးဒါပေမဲ့အသိမကောင်းဘူးဘဝမကောင်းဘူးဆိုလို့ရှိရင်သူ့မှာအများကြီးတော့ဖြစ်နိုင်မှာမဟုတ်ဘူးလို့ထင်ကြတယ်ဒါပေမဲ့တမန်ကျမ်းစာထဲကိုကြည့်တဲ့အခါမှာလုံးဝစန့်ကျင်ဘက်ဖြစ်တယ်ဆိုတာတွေ့ရတယ်တမန်ကျမ်းစာကလူကိုယ့်ရဲ့အသိကိုယ့်ရဲ့ background ကိုကြုံတဲ့အခြေအနေနဲ့လုံးဝမဆိုင်ဘူးဖခင်ကိုကိုးစားတဲ့သူရဲ့အနာဂတ်ကအမြဲတမ်းကောင်းတာဖြစ်တယ်ဖခင်ကိုယုံကြည်ရဲတဲ့သူရဲ့အသက်တာဟာအမြဲတမ်းမျှော်လင့်ခြင်းရှိတာဖြစ်တယ်ဘာတွေကြုံခဲ့ပါစေကိုယ်လူဘဝမှာဒီလိုပဲမကြုံချင်တာလဲကြုံရတယ်မဖြစ်ချင်တာလဲဖြစ်ရတယ်တခါလေကိုယ့်အပြစ်ကြောင့်မဟုတ်ဘူးတခါလေလည်းကိုယ့်အပြစ်ကြောင့်ဖြစ်တယ်ဒါပေမဲ့ဘယ်လိုပဲကြုံခဲ့ပါစေပြီးသွားပြီဘေးကလူကိုပြောလိုက်ပြီးသွားပြီလို့ပြီးသွားပြီကိုကြုံချင်တာဖြစ်ဖြစ်ရှိချင်တာဖြစ်မရှိချင်တာဖြစ်ဖြစ်အားလုံးပြီးသွားပြီအဲ့ဒီအသက်ရဲ့အဖြစ်ဆိုးအောက်မှာအသက်ရှင်နေဖို့မဟုတ်ဘူးအဲ့ဒီအသက်ကိုဖျားလက်ထဲအပ်ပြီးတော့မှအနာဂတ်အတွက်အသက်ရှင်ဖို့အချိန်ရောက်ပြီအာမင်အနာဂတ်ဖျားသခင်ကိုအတွက်အများကြီးပြင်ဆင်ထားတယ်ကိုကယ်တင်ခြင်းပေးပြီးတော့မှလောကမှာအသက်ရှင်ခွင့်ပေးတာဖျားမှာကြီးမားတဲ့အကြံစီရှိတယ်ဒါကြောင့်ကိုလည်းစိတ်မပြတ်လိုက်ပါနဲ့ကိုဘဝကိုလည်းစိတ်မပြတ်လိုက်ပါနဲ့တချို့ကစိတ်တော့မပြတ်ဘူးဆရာမကြီးဒါပေမဲ့အကြီးကြီးတော့လည်းမမျောတော့ဘူးပေါ့ဘာလို့ငါတို့ကဒီလိုမျိုးဖြစ်ခဲ့တာကွာဒီလိုကြုံခဲ့တာအခုလောက်ဖြစ်တယ်စင်ကာပူမှာအလုပ်လေးနဲ့လုပ်ရတာဒါတော့တော်တော်ကောင်းနေပြီဒီထက်အများကြီးလည်းမမျောတော့ဘူးလို့ကို short တွက်ကြတယ်ဒီနေ့ဖယားသခင်ကကိုယ့်အတွက်အကြီးအကျယ်မျှော်လင့်ထားတာဖြစ်တယ်ကိုယ့်အတွက်အကြီးအကျယ်စီမံထားတာဖြစ်တယ်အဲ့ဒီမျှော်လင့်စီမံထားတဲ့အရာကိုယ့်ရဲ့နှလုံးသားထဲမှာလက်ခံနိုင်တဲ့သူဖြစ်ပါစေအဲ့ဒီအတွက်ကျွန်တော်တို့ဗတ္တရှိပကိုဆက်သွားမယ်ဘာလို့ဗတ္တရှိပအကြောင်းစတွင်းမျိုးဟိုတော့မေ့သွားတချို့ရဲ့မျက်နှာလေးတွေတွေ့လိုက်ရတာတခြားအကြောင်းများမိခင်များနေမှာပြောမလားလို့နော်ဟာနာတို့မာရီတို့များပြောမလားဆိုဘာသာရှေဘအကြောင်းပြောမှာတဲ့ဘာသာရှေဘဟာကျမ်းစာထဲမှာမျော်လင့်ခြင်းပြည့်တဲ့အသက်တာဖြစ်လာတဲ့အသက်တာဖြစ်တယ်ဟာလေလုယာအင်မတန်မှဆိုးရတဲ့အသက်တာအင်မတန်မှသူကြုံခြင်းမှာမဟုတ်ဘူးမနက်ကဒီအကြောင်းအရာကိုပြောခဲ့တယ်အခုဘာသာရှေဘအပိုင်းနှစ်ကိုဆက်ရအောင်ဘာသာရှေဘအကြောင်းပြောစရာတွေပြောလို့များလွန်းလို့နှစ်ချိန်တောင်မှမနှဲလောက်အောင်ပြောရမှာဟာလေလုယာအာမင်အဲ့လောက်အဖြစ်ဆိုးအဲ့ဒီလောက်အခြေအနေဆိုးထဲကဒီလောက်မျောလင့်ခြင်းရှိလာတဲ့အသက်တာဖြစ်တယ်။သူ့ဘဝမှာ तू မကြုံကျင်တာတွေအများကြီးကြုံရတယ်။သားသေရတယ်။ယောက်ျားသေရတယ်။အိမ်ထောင်ကွဲအမွာဖြစ်သွားရတယ်။ဟာဘလို့ဟာကြီးလေအခုဗတ္တရှိပလို့ကြားလိုက်ရင်တော့မှမျက်နှာမပြုံးကျင်တော့ဟုတ်တယ်မလားဘလို့ဒီမိမအကြောင်းကြီးပြောမှာတို့ကမိမဆိုးလို့နော်ဒါမှမဟုတ်လို့ရှိရင်ပါလေဒါဝိတ်ကိုတခါလေအပြစ်ထဲကြအောင်တွေးဆောင်တဲ့မိမလို့တကယ်တော့သူ့အပြစ်မဟုတ်ပါဘူး။ तू ကဘာမှလည်းတွေးဆောင်တာမဟုတ်ပါဘူး။ဒါပေမဲ့ဒါဝိတ်အပြစ်ကြဖို့အတွက်စာတန်သုံးသွားတာ तू ဖြစ်နေတယ်။ तू ဘာမှလည်းစိတ်လိုလက်ရမလုတ်လိုက်ရဘဲနဲ့ဖြစ်သွားတာ။ဒါပေမဲ့ဗတ္တရှိပအသက်တာမှာဘလောက်ပဲအဖြစ်ဆိုးဘဝဆိုးတွေနဲ့ကြုံခဲ့စေကမူဖယားကိုယုံကြည်ခြင်းနဲ့ဆက်တဲ့အသက်တာဖြစ်တယ်။ဖယားကိုကိုးစားခြင်းနဲ့ဆက်တဲ့အသက်တာမှာအတိတ်ကအခြေအနေအလုံးပြောင်းပြန်ဖြစ်သွားအောင်သူ့ကိုဘုရားကချီးမြှောက်တယ်။ကမ္ဘာပေါ်မှာပညာအရှိဆုံးပုဂ္ဂိုလ်ရဲ့မိခင်ဖြစ်သွားတယ်။ကမ္ဘာပေါ်မှာအချမ်းသာအကျွယ်ဝဆုံးဘုရင်ရဲ့မိခင်ဖြစ်သွားတယ်။ဟာလေလုယာအဲ့ဒါသင်မကဘူး။ယေရှုကလောကကိုလာတဲ့အခါမှာလူစားတိခံတဲ့အခါမှာသူ့ရဲ့မျိုးဆက်စရင်းကိုပြုစုရတယ်။အဲ့ဒီအထဲမှာဗတ္တရှိပပါသွားတယ်။ဘုရားသခင်ကပြည့်စုံတဲ့သူမရှာဘူး။ဘာလို့လဲဆိုတယောက်မှမရှိလို့မိမကောင်းနေမပေါမိမကောင်းလည်းမဟုတ်ယေရှုအဖြစ်ကောင်းလာတာဖြစ်တယ်ဟာလေလုယာယောက်ျားကောင်းလည်းမရှောင်ယေရှုအဖြစ်ကောင်းလာတာဖြစ်တယ်အာမင်အဲ့တော့အသိဆိုးဘဝဆိုးခဲ့တဲ့သူတွေပါမားခဲ့တဲ့သူတွေပါနောက်တနည်းပြောလို့ရှင်အမဲဆက်ကြီးနဲ့ပြည့်တဲ့သူတွေပါဒါပေမဲ့ယေရှုအတွေ့တော်ကဖြူစင်စေတယ်ယေရှုကလောကကိုလာတာအိမ်လို့ဖို့လာတာမဟုတ်ဘူးလေပျော်လို့လာတာမဟုတ်ဘူးလေအပြစ်ထဲမှာရောက်ရှိနေတဲ့အပြစ်သားတွေကိုရွေးနှုတ်ကယ်တင်ဖို့လာတာအဲ့ဒီရွေးနှုတ်ကယ်တင်ခံရတဲ့သူတွေကပဲယေရှုရဲ့ဆွေတော်မျိုးစင်စရင်ထဲမှာပါလာတယ်။ဘာသာရှပပါတယ်။နာမည်တော့မရေးထားဘူး။မဿဲတစ်ကိုဖတ်ကြည့်။ဘလို့ရေးထားလဲ။ဥရိယရဲ့ခင်ပွန်းဖြစ်ပူသောမိန်းမ။ဟာလေလုယာ။ဖခင်ရဲ့ record ထဲမှာရှိနေတယ်။ရှိနေပြီးသား။တမန်ကျမ်းစာကအမှန်ကိုအမှန်တိုင်းပြောတယ်။ဒါပေမဲ့အဲ့ဒီအဖြစ်မှန်တွေအားလုံးကိုမြတ်သောအနာဂတ်အနေနဲ့ပြောင်းလဲနိုင်တာယေရှုကြောင့်ပဲဖြစ်တယ်။
ဘာတရှဘမှာမျောလင့်ချက်ရှိတယ်ဆိုရင်တင့်တက်တာမှာမျောလင့်ခြင်းရှိတယ်ဘာတရှဘတလောက်ဆိုးတာနော်သူဒါပေမဲ့ဘာတရှဘကသူ့ရဲ့အသိအဖြစ်ဆိုးထဲမှာသူအသက်မရှင်ဘူးဖခင်ကိုယုံကြည်တယ်ဖခင်ကိုကိုးစားတယ်ဖခင်ကိုအမိပြုတယ်အော်ငါဒီလိုနိုင်ငံကျော်သွားတယ်ကွာနိုင်ငံကျော်တာတော့မကောက်ဘူးတမိုင်းပါကျော်သွားတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်အခုခေတ်တောင်မှကို့သားသမီးကိုဘာတရှဘလို့ဘူးမှမပေးဘူးဟုတ်တယ်မလားသားသမီးရလာပြီမိန်းကလေးနမရှာမယ်ဘသူရှာမလဲရူတာတို့လာပြီနော်နောမီလည်းရှိပါတယ်နောက်မာရီတို့အိုးများမာတာတို့ဘာတရှိပါချဘူးလားမလေးဘလို့လို့ဒီနမေးပေးရမှာလဲနမေးကြားလိုက်တာနဲ့ဒါဝိဒ်ကိုအပြစ်ဖြစ်စေတဲ့သူဒါပဲအဲ့လူမျိုးမြင်တာဒါပေမဲ့ဘာတရှိပါကလူရဲ့အမြင်ပေါ်မှာမရက်သေးဘူးလူတွေသူ့ကိုဘလို့မြင်တယ်လဲဘလို့ထင်တယ်လဲအဲ့ဒါတွေအကုန်လုံးထားပြီးဖျားနဲ့မှန်အောင်အသက်ရှင်တဲ့အမျိုးသမီးဖြစ်တယ်ပြီးတော့မှဖျားရှိတော်မှမျက်နာရအောင်သူအသက်ရှင်တယ်တနည်းအားဖြင့်ပြောရင်ယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ဖျားရှိမှမျက်နာရနိုင်ဖို့တနည်းပဲရှိတယ်ယုံကြည်ခြင်းနဲ့ရှင်တဲ့သူဖြစ်တယ်ဟာလေလုယာအဲ့တော့ဘာတရှိပါကပထမဦးဆုံးသားလေးတည်သွားတယ်ဖခင်ကအပြစ်ကိုစီရင်တဲ့ဖခင်ဖြစ်တယ်အပြစ်ကိုပေါ်လေးတွေးဖို့မဟုတ်ပထမအချိန်မှာကြားပြီးသွားပြီအဲ့တော့ဒုတိယသားလေးရလာတယ်အဲ့ဒါကရှောလမုန်ဖခင်ကချစ်လို့နာမည်ပေးလိုက်တယ်ယေဒီဒီရဲ့ဖခင်ကဒီကလေးကိုမှဘာဖြစ်လို့ဖခင်သခင်ချစ်တော်မူတယ်လို့ကျမ်းစာကရေးရတာလေဖခင်ကလူတိုင်းကိုချစ်တာဖြစ်တယ်ဘသူကိုမှပိုချစ်တာမရှိဘူးဘေးကလူပြောလိုက်ဖခင်ကိုမျက်နှာမလိုက်ခိုင်းနဲ့လို့ဖခင်ကမျက်နှာကိုမလိုက်တတ်တာမလိုက်တတ်တာအဲ့တော့ဘာဖြစ်လို့များဒီသားလေးကိုပရောဖက်နာတန်ကိုလွတ်ပြီးတော့မှလေဖျားချစ်လို့ယေဒီဒီလို့တော့နာမည်ပေးဘာဖြစ်လို့လဲဆိုတော့ဘာတရှိပါစိတ်ထဲမှာစိုးရိမ်တဲ့အချိန်တွေရှိမယ်ကြောက်တဲ့အချိန်တွေရှိမယ်စိတ်ပူတဲ့အချိန်တွေရှိမယ်ပထမသားလေးကသူ့အပြစ်ကြောင့်ဒါဝိဒ်ရဲ့အပြစ်ကြောင့်ဖျားရဲ့စီရင်ခြင်းခံလိုက်ရတာဒါဝိဒ်ကဖျားစီမှာအချိန်ပြောတယ်ဖျားသခင်ဒီသားလေးကိုအသက်ပြန်ရှင်ခွင့်ပေးပါကျွန်တော်တို့အပြစ်ကိုခွင့်လွတ်ပါဘာတရှိပါလဲဆုတောင်းတယ်ဆိုတာကျမ်းစာထဲမှာမပါပေမဲ့ကျွန်မအကျွမ်းမဲ့ယုံကြည်တယ်ဘာတရှိပါသူ့အပြစ်တွေအတွက်ဝင်ချတောင်းပန်ပြီးဘယင်ဒါဝိဒ်ပေါ့သူ့အာဏာကိုသုံးပြီးငါ့ကိုဒီလိုလုပ်ပလိုက်တာသူအပြစ်သင်မနေဘူးခွင့်လွတ်တယ်ဟာလေလုယာသူအပြစ်ဖို့မနေဘူးသူ့ကြောင့်ငါဖြစ်တာငါ့ကိုလာခေါ်တဲ့သူကအဲ့ဒီအမတ်ကတေချာမရှင်းပြအောင်တခါတည်းလာခေါ်ဆိုပြီးတော့မှအဲ့ဒီအပြစ်တွေလိုက်ပုံပြီးပြောမနေဘူးခွင့်လွတ်တယ်အာမင်ငါဒီပြီးတော့သူတာဝန်ယူတယ်ဒီထဲကိုရောက်သွားတာငါအလိုမဟုတ်ပေမဲ့ဘုရားသခင်ကိုတော့ကိုကျွန်မယုံတယ်ကျွန်မအပြစ်တွေကိုခွင့်လွတ်ပါသူချိန်လို့ဆုတောင်းပါပဲအခုရတဲ့သားလေးကိုအသက်ရှင်ခွင့်ပေးပါအခုရတဲ့သားလေးဘုရားကိုသိတဲ့သားလေးဖြစ်ပါစေဒီရတဲ့သားလေးကောင်းကြီးရတဲ့သားလေးဖြစ်ပါစေတစ်ချိန်လုံးဆုတောင်းမယ်လို့ကျွန်မယုံကြည်တယ်ဘာဖြစ်လို့လဲမိခင်တွေကိုမေးကြည့်ပထမတယောက်မှာကိုကြုံခဲ့ရတာမကောင်းဘူးဆိုရင်တဲ့စိတ်တွေဝင်တတ်တယ်ကြောက်တဲ့စိတ်တွေဝင်တတ်တယ်စိတ်ပူတဲ့စိတ်တွေဝင်တတ်တယ်အဲ့တော့ဘာလို့မလဲဖျားစီပြေးဖို့ပဲရှိတယ်ဟာလေလုယာအဲ့ဒီတော့ဗတရှိပကိုဖျားကတတ်တာခြင်းပေးတယ်ပရောဖက်နာတန်ကိုလွတ်ပြီးတော့မှဒီကလေးဖျားဘယ်ကလေးကိုမှမမုန်းဘူးမိဘရဲ့အပြစ်ကြောင့်မလို့ပထမတယောက်မှာဒါဝိဒ်နဲ့ဗတရှိပရဲ့ပထမကလေးကိုဖျားကစီရင်လိုက်ရတယ်အဲ့ဒါကိုဗတရှိပရဲ့မိခင်တယောက်ရဲ့နှလုံးသားမှာဘလောက်ထိဖြစ်သွားမလဲဆိုတာစဉ်းစားကြည့်လို့ရတယ်ဒါပေမဲ့ရှောလမုန်ပြီးတော့မပြီးသေးဘူးနောက်ထပ်သား3ယောက်စုစုပေါင်းသူ့မှာသား5ယောက်ရှိတယ်ပထမတစ်ယောက်ကတော့တည်သွားတယ်ပေါ့နော်ဒုတိယကရှောလမုန်ပြီးတော့နောက်ထပ်3ယောက်ဘုရားသခင်သားသမီးရဲ့တနာတွေထွန်းကားစေတယ်ပြီးတော့ဗတရှိပဘုရားနဲ့အတူသက်ရှင်တယ်ဆိုတာဘယ်လိုလုပ်သိရလဲကျမ်းစာထဲမှာသူ့အကြောင်းအများကြီးမပြောထားဘူးဘယ်လိုလုပ်သိရလဲနည်းနည်းလေးကြည့်ရအောင်နော်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး1အငယ်7မှာထိုအခါနာသန်ဒီရှောလမုန်အမိဗတရှဘထံသို့သွား၍ဟေဂိ၏သားအဒိုနိယသည်ရှင်ဘုရင်လှုပ်ကြောင်းကိုကြားပြီးတော့တို့အရှင်ဒါဝိဒ်သည်မသိပါတကားဒါဝိဒ်အသက်ကြီးပြီအသက်ကြီးလို့အိတ်တာတော်စောင့်ချုံလို့မနှွေးဘူးတဲ့အဲ့တော့မူးမတ်တွေကလည်းကောင်းကောင်းအကြံပေးတတ်တဲ့မူးမတ်ရှိမှဖြစ်မှာနော်အခုအမူးမတ်တွေကလည်းဘလို့အကြံပေးလဲဆိုတော့ဟိုအချိုးဆုံးအလားဆုံးတိုင်းပြည်ထဲမှာလိုက်ရှာပြီးတော့မှဘသူ့ကိုတွေ့လဲရှုနေမြို့သူအဘိရှက်ရှုနေမြို့သူအဘိရှက်ကိုအရန်ချော်အရန်လာဘယင်နှွေးပါစေဆိုပြီးတော့မှငငယ်လေးကိုခေါ်ခဲ့တာဟိုကအဖိုးကြီးဖြစ်နေလေ
ဒါမဲ့ဒါဝိဒ်ကဖျားနဲ့ပဲမွေလျော်တဲ့အခါမှာသူလှုပ်ကြွေးပြုစုတာကိုခံပေမဲ့သူ့ကိုမသိမ်းဘူးဆိုလိုတာမပေါင်းဖော်ဘူးမိမအနေနဲ့မသိမ်းဘူးဒါမဲ့အဲ့မူးမတ်တွေကလည်းကြည့်အောင်အဲ့တော့ဘယင်ကအရန်အိုနေပြီအရန်တက်ကြီးပြီးကောင်းအရန်ကြီးလည်းမစင်းစားနိုင်တော့တာဖြစ်ကောင်းဖြစ်မယ်အဲ့ဒီအချိန်မှာသားသမီးတွေထဲမှာမညီညွတ်ဘူးဆိုတာတွေ့ရတယ်ဒါဝိဒ်ကဖျားစိတ်တော်နဲ့တွေ့တဲ့သူဖြစ်တယ်ဒါမဲ့ဒီဖခင်ရဲ့အိမ်ထောင်ထဲမှာမေတ္တာနဲ့မပြည့်ဘူးဆိုတာလဲဝမ်းနည်းစရာတွေ့ရတယ်မဟုတ်ဘူးလားဘာလို့လဲဆိုတော့မိသားစုထဲမှာဗာလဲပြိုင်ဆိုင်တာတွေဖြစ်နေတယ်အဒေါနိယကသူဘယင်ဖြစ်ခြင်းတယ်ဒါပေမဲ့ရှောလမုန်ဘယင်ဖြစ်ဖို့အတွက်ဖျားသခင်ရွေးထားတာဖြစ်တယ်ဆိုတာခဏနေကြမ်းပိုက်ကလေးကျွန်မပြပေးပါမယ်လို့ဆိုဖျားကရှောလမုန်ဘယင်ဖြစ်ရမယ်လို့ပြောထားတယ်ပြီးတော့ဒါဝိဒ်ကလည်းဗတရှေဘကိုဂတိပေးထားတယ်ရှောလမုန်ကဒါဝိဒ်ရဲ့အရာရာကိုခံပြီးတော့မှဘယင်ဖြစ်ရမှာဖြစ်တယ်ဆိုတာပြောထားတယ်ဒါပေမဲ့အဖိုးကြီးဖြစ်နေပြီဒါဝိဒ်ကအသက်အရန်ကြီးနေဘာမှလည်းမလုပ်ဘာမှမလို့အဲ့တော့အဒေါနိယဘာလုပ်လဲဟောတယ်ယပရောဟိတ်တွေကမူမတ်တွေကဘာလဲစစ်ပိုတွေကခေါ်သွားပြီးတော့မှသူ့ကိုယ်သူဘယင်အနေနဲ့ချီးမြှောက်တယ်အဲ့ဒါနာတန်ကပရောဖက်နာတန်ဒါဝိဒ်ကိုလမ်းမှန်ကိုပို့ပေးတဲ့ပရောဖက်နာတန်ဆိုဘုရားကလွတ်တာအဲ့ပရောဖက်နာတန်ကဒါဝိဒ်စီကိုတွားပြီးတော့မှဗတရှဘနဲ့သူမားတဲ့အခါမှာမကြောက်မရွံ့ရင်ဆိုင်ပြီးတော့မှပြောခဲ့တဲ့သူအခုဒီတစ်ခေါက်အဒေါနိယကဘယင်ဖြစ်ဖို့သူ့ကိုယ်သူချီးမြှောက်နေပြီတိတ်တိတ်လေးအနောက်မှာသွားပြီးတော့မှလုံနေတာအဲ့ဒါကိုနာတန်ကဘယင်စီဒါဝိဒ်စီဓာတ်ရိုက်မသွားအောင်ဘုသူစီသွားလဲဗတရှဘတကယ်လို့ဗတရှေဘကယုံကြည်ခြင်းမရှိတဲ့မိန်းမနော်လောကထဲမှာပျော်မွေ့နေတဲ့မိန်းမနော်တခါတည်းအခုရလာတဲ့မိဖုရားယာထူးမှာပဲမွေ့လျော်ပြီးတော့မှလောကီဆန်နေတဲ့မိန်းမနော်စားလိုက်တောက်လိုက်နဲ့ဒီဘယေနန်းတော်ရဲ့ဘဝကိုပဲပျော်မွေ့ပြီးလောကအရာနဲ့ပြည့်နေတဲ့သူဆိုရင်ပရောဖက်နာသန်သွားမှာမဟုတ်ဗတရှေဘကဖျားကိုယုံကြည်ခြင်းနဲ့ရှင်နေတဲ့သူဖြစ်တယ်လှုပ်တဲ့လှုပ်ထိုက်တဲ့အရာကိုလှုပ်တတ်တဲ့မိခင်ကောင်းဖြစ်တယ်တဆုံးဖြတ်နိုင်တဲ့ဉာဏ်ရှိတယ်တီလာနဲ့ရှိတဲ့သူဖြစ်တယ်ဆိုတာကိုသူယုံကြည်တဲ့အတွက်သူသွားတယ်လို့ကျွန်မယုံကြည်တယ်စိတ်ဝင်စားစရာပဲနာတန်ကဒီအချိန်မှာဘယင်စီကိုဓာတ်ရိုက်မဝင်သူဝင်ခွင့်ရှိတယ်သူဝင်ခွင့်ရှိတယ်ခဏနေတွေးလိမ့်မယ်သူဝင်ခွင့်ရှိတယ်ဒါပေမဲ့သူမဝင်ဘူးနောက်တစ်ခုရှောလမုန်စီလည်းမသွားဘူးဗျာရှောလမုန်ကဘယင်ဖြစ်လာမှလေနော်ဘယင်ဖြစ်မှာဟာအဲ့တော့ရှောလမုန်စီဓာတ်ရိုက်သွားပြောပါလားမသွားဘူးဘာလို့စီသွားလဲဗတရှဘစီသွားတယ်အဲ့ဒါကသစုံတစ်ခုတို့တွေနားလဲစေတယ်မဟုတ်ဘူးလားဗတရှဘကဆုံးဖြတ်နိုင်တဲ့ဉာဏ်ရှိတယ်နောက်ပြီးသူ့ရဲ့အကျင့်သီလတွေသူ့ရဲ့အသက်ရှင်ခြင်းတွေကပုံသက်သေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဟာလေလုယာမိသားစုထဲမှာအခုနန်းတော်ရဲ့မိသားစုထဲမှာဗတရှဘရှင်လာတဲ့အခါမှာဟိုအရင်ကမားခဲ့တဲ့အမားကိုလူတွေထောက်ချင်ပေမဲ့သူ့ရဲ့အသက်ရှင်ခြင်းကသက်သေဖြစ်နေတယ်ကိုယ့်ရဲ့အသက်ရှင်ခြင်းသက်သေဖြစ်ပါစေကိုယ့်ရဲ့ပြောဆိုလှုပ်ဆောင်ခြင်းတွေယုံကြည်ခြင်းနဲ့လှုပ်သလားသီလရှိစွာလှုပ်သလားဖြောင့်မတ်စွာအသက်ရှင်သလားဆိုတာလူတွေရှေ့မှာသက်သေဖြစ်တာဖြစ်တယ်အဲ့တော့နာတန်ကဗတရှဘစီသွားတယ်အေးဟိုမှာအဒေါနိယကလေသူ့ကိုသူဘယင်အနေနဲ့ချီးမြှောက်ပြီနော်ချီးမြှောက်လို့ရှင်နင်လည်းမလွတ်ဘူးနော်ငါ့ကိုလည်းမဖိတ်ဘူးသိလားသူကနာတန်ကိုခြံထားတာပရောဖက်နာတန်ငါလည်းမလွတ်ဘူးနှစ်သားရှောလမုန်လည်းမလွတ်ဘူးဆိုတော့နင်ဘာလုပ်ရမလဲနင်စဉ်းစားနော်ဘယင်စီဝင်ပြောရမယ်ဗတရှဘဘာလုပ်လဲသူချစ်ချင်းဘယင်ဒါဝိဒ်စီသူဝင်တယ်ဘယင်ဒါဝိဒ်စီသွားပြီးတော့မှဟဲကလာအောင်ရမတွေ့ဘူးမိခင်များဖျားသခင်ကောင်းကြီးပေးပါစေစိတ်တွေပူပန်ပြီးတော့မှနော်အမလေးငါသားနဲ့ငါအသက်ခံရရင်ဘယ်လိုလုပ်မလဲကလာအောင်ရမတွေ့ဘူးသူကဂတိကိုယုံတဲ့ဖခင်ဖြစ်တယ်ဖခင်ကဂတိတည်တဲ့ဖခင်ဖြစ်တယ်လို့ဖခင်နဲ့ယဉ်ဤကျွမ်းဝင်တဲ့ဒါဝိဒ်ကလည်းဂတိတည်တဲ့ဖခင်ဂတိတည်တဲ့ဘုရင်ဖြစ်တယ်အဲ့ဒါကိုသူယုံတယ်အဲ့တော့သူပြောတဲ့စကားလေးကျွန်မဖတ်ချင်တယ်ဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး1အငယ်19မှာဗတရှေဘကလည်းကျွန်မသခင်ကိုတော်ကသင်ဤသားရှောလမုန်ဒီငါအရာ၌စိုးစံ၍နန်းထိုင်ရမည်ဟုကိုတော်ဤဖခင်သခင်ထာဝရဘုရားကိုတိုင်တည်၍ကိုတော်ကျွန်မအားကျိန်ဆိုတော်မူပြီယူတော့ပြောတယ်ဘယင်မင်းကြီးကျမကိုပြောထားတယ်နော်ဂတိပေးထားတယ်နော်ကျိန်ဆိုထားတယ်နော်သားလေးရှောလမုန်ပဲဘယင်ဖြစ်ရမယ်လို့ပြောထားတယ်နော်လာတတိပေးတာအသက်ကြီးသွားပြီနော်ကောင်းကောင်းလေးသူစီမံဖို့ကနည်းနည်းလေးခွန်အားတွေယော့နေပြီဒါပေမဲ့ကြည့်ရတာဟိုဗတရှေဘအသက်တော်တော်ငယ်မယ်ထင်တယ်နော်ဒါဝိဒ်နဲ့လေမှန်းကြည့်ရတာလေငယ်သေးတယ်ထင်တယ်အဲ့တော့ तू ကလန်းဆန်းရှိသေးတယ်သွားပြီးတော့မှရိုသေးသေးတတိပေးတယ်ရိုသေးတဲ့သူတွေကိုရိုသေးတာပညာရှိတဲ့သူဖြစ်တယ်ဟာလေလုယာကျွန်မရာဇဝင်ချုပ်ပထမဆောင်ခ
အခန်းကြီး29အငယ်1ကလေးကိုလည်းကြည့်ကြတယ်အဲ့ဒီမှာဖယားကရှောလမုန်ကိုဘုရင်အနေနဲ့ရွေးကောက်တယ်ဆိုတာဒါဝိဒ်ပြောထားတာရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး29အငယ်1မှာတဖန်ဒါဝိဒ်မင်းကြီးကဖယားသခင်ရွေးကောက်တော်မူသောတွေ့လားဖယားသခင်ရွေးကောက်တော်မူသောငါသားရှောလမုန်သည်အသက်ငယ်၍နုသေး၏ဆိုတော့ဖယားလူရွေးတာမဟုတ်ဘူးဒါဝိဒ်ကဖယားနဲ့အချိန်ယူတဲ့အခါဖယားကရှောလမုန်ကိုဘုရင်ဖြစ်ဖို့ရွေးကောက်ထားတာဟာလေလုယာအဲ့တော့ဒါဝိဒ်ကနားထောင်ရတယ်အဲ့တော့ဒါဝိဒ်ကဗတရှေဘကိုအကြံဂတိပေးထားတယ်ကြိမ်ထားတယ်အဲ့တော့ဗတရှေဘကဟောငါဘုရင်ကြီးအသက်ကြီးလာပြီတိုင်းရေးပီယာတွေတိတ်ချမစီစဉ်ခဲ့ဘူးဘသူဘရင်ဖြစ်မလဲလဲမပြောခဲ့ဘူးအဲ့ဒီတော့သူကဝင်ပြီးတော့မှဘရင်ကိုအကြံအညံပေးရတယ်အဲ့ဒါအခုအဒေါနီကသွားပြီးတော့မှဘရင်သူ့ကိုသူချီးမြှောက်နေပြီကျမနဲ့ကျမရဲ့သားလေးကတေရတော့မယ်သူဘရင်ဖြစ်ငါတို့တိမ်ပါပဲဆိုအလုံးသိနေတဲ့ပုံပဲလေအလုံးသိနေပြီရှောလမုန်ကိုဘရင်ခန့်ဖို့ဒါဝိဒ်မင်းကြီးကအကြံစီရှိတယ်ဆိုတော့အဲ့ဒီအခါမှာနာသန်မင်းပရောဖက်နာသန်ကလည်းဝင်လာတယ်ဝင်လာပြီးတော့မှဟုတ်တယ်ငါတို့ကိုလည်းမခေါ်ဘူးအဒေါနီယာကသွားပြီးတော့မှသူ့ကိုသူဘရင်ချီးမြှောက်နေပြီဆိုတော့ချစ်ချင်းဒါဝိဒ်ကဖယားနဲ့မွေ့လျော်တဲ့သူဖြစ်တဲ့အခါမှာချစ်ချင်းသားရှောလမုန်ကိုဘရင်နေရာမှာချီးမြှောက်တယ်ဗတရှေဘအသုံးခံရတယ်မိခင်များအားလုံးပညာရှိတော်သူများဖြစ်ပါစေအရာရာကိုဖျားနဲ့တိုင်ပင်ပြီးရဲရင့်စွာဆုံးဖြတ်တတ်တော်သူများဖြစ်ပါစေလိုအပ်တဲ့အခါမှာမှန်ကန်တဲ့ဉာဏ်နဲ့မှန်ကန်တဲ့ရဲရင့်ခြင်းနဲ့ဆုံးဖြတ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာရှောလမုန်ကဘုရင်ဖြစ်သွားတာပေါ့ဖြစ်သွားတဲ့အခါမှာတုတ်တန်31ကလေ31ကိုစတာနဲ့လေမွေလလေမွေလမြင်းကြီးလို့ပြောထားတယ်ဆိုတော့ဒီကျမ်းသက်ပုဂ္ဂိုလ်တော်တော်များများကသူတို့မှန်းတာကတုတ်တန်31ကိုရှောလမုန်မင်းကြီးရေးတယ်လို့မှန်းတယ်တုတ်တန်ကျမ်းကရှောလမုန်မင်းကြီးနဲ့ပညာရှိတွေရေးထားတာ哦ဆိုတော့ရှောလမုန်မင်းကြီးရဲ့နောက်ထပ်နာမည်တစ်ခုကလေမွေလလို့လည်းပြောကြတယ်ဒါပေမဲ့ဘယ်လောက်ထိတိကျမလဲဆိုတော့ကျမ်းစာမှာတော့မပြောထားဘူးပေါ့နော်တကယ်လို့များဒါဆာလံ31တုတ်တန်31ကရှောလမုန်မင်းကြီးရေးတယ်ဆိုလို့ရှိရင်သူ့မိခင်ကသူ့ကိုတွင်တင်ခဲ့တာလေမွေလမြင်းကြီးတဲ့သူအဲ့တွင်တင်တဲ့အထဲမှာဘာပါလဲဆိုတော့မိန်းမတွေနဲ့ပတ်သက်ပြီးလဲတွင်တင်ခဲ့တယ်ရှောမုန်စကားနားမထောင်ဘူးနော်မိန်းမတွေနဲ့ပတ်သက်ပြီးသူနည်းနည်းလေးဖတ်ပြခြင်းနဲ့နော်တုတ်တန်31မှာလေနည်းနည်းလေးတုတ်တန်31လေမွေလမင်းကြီးမေတော်သည်တားကိုစုံမတွင်တင်သောတရားစကားဟုမူကားတဲ့ကြော်လိုက်မယ်အငယ်3မှာတင်းဤအစွမ်းတတ္တိကိုမိမတို့အားမပေးနှင့်ရှင်ပြန်တို့ကိုဖျက်ဆီးတတ်သောအရာ၌တင်းဤအကျင့်အကြံအပြုမှုတို့ကိုမအံ့နဲ့တဲ့အစွမ်းတတ္တိကိုမိမတို့ကမပေးနဲ့ဆိုတော့ तू ကမပေးပါဘူး900လောက်ပဲယူလိုက်တာမိမပြီးတော့မောင်မတွေ300 1000နဲ့တဲ့မူးပြီရှောလမုန်လည်းမူးနေပြီเนาะအဲ့ဒီမိမတွေကပဲ तू အသက်ကြီးတဲ့အခါသူ့ရဲ့စိတ်နှလုံးဖျားနဲ့ဝေးဖို့တွေးဆောင်တဲ့သူတွေဖြစ်သွားတယ်ဒါပေမဲ့အဲ့တုတ်တန်31ထဲမှာတီလရှိတဲ့မိမအကြောင်း तू ကပြောထားတယ်အဲ့ဒီ1000ထဲကတယောက်မှတော့ဖြစ်ပုံမပေါ်ဘူးเนาะဘာလို့ဆို तू တော့နာမည်တော့မနှဲမှတ်ရမယ်ထင်တယ်เนาะအဲ့ဒါဆိုတော့လေဒါပေမဲ့ तू မိခင်အဲ့အမြဲတမ်းသမဟောင်းကိုဖတ်တဲ့အခါမှာဘယင်တယောက်တက်လာရင်သူ့အမေနာမည်ပြောတယ်နော်ဘာလို့အဖေကဘယင်ဖြစ်တဲ့အခါမှာမိဖုရားတွေရှိတယ်လေအများကြီးရှိတယ်အနီးကမပြုစုနိုင်ဘူးမိခင်ကအနီးကပြုစုတယ်မိခင်ကတီလာရှိတဲ့မိန်းမမိခင်ကတီလာရှိတဲ့မိခင်ဖြစ်တဲ့အခါမှာသားသမီးတွေကိုဖယားဖက်မှာတွင်တင်နိုင်တယ်ဆိုတာတွေ့ရတယ်ဟာလေလုယာဖယားနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းတရားတော်လမ်းထဲမှာတွင်တင်မဆတဲ့မိခင်ကောင်းများဖြစ်ပါစေဒီမှာဗတရှေဘကလည်းပဲသူ့ရဲ့သားကိုဘယ်လိုအကျင့်တီလာရှိရမယ်ဘယ်လိုစိတ်ထားရမယ်ဘယ်လိုဖယားကိုကိုးစားရမယ်အိမ်မှာတွင်တင်ခဲ့ပုံရပါတယ်ဟာလေလုယာအာမင်အဲ့ဒါတင်မကောက်ရှမွေလရှောလမုန်မင်းကြီးကမိခင်ကိုယိုသေးတယ်ဆိုတာလည်းတွေ့ရတယ်ဘယ်မှာတွေ့ရလဲဆိုတော့ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး1မှာအခန်းကြီး1ဆိုတော့အဒေါနီယာကသွားပြီးတော့မှဟိုအလုံးမလို့ဘယင်ကိုပုံကံမလို့နော်သူ့ကိုသူဘယင်အနေနဲ့ချီးမြှောက်မလို့မအောင်မြင်တော့ပြန်လာတယ်ပြန်လာပြီးတော့ငါ့ကိုမတတ်နဲ့နော်ဆိုတော့မတတ်ပါဘူးရှောလမုန်မင်းကြီးကလွတ်ပေးလိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ तू ကရှောလမုန်မင်းကြီးရဲ့အမိခင်ဗတရှဘစီသွားတယ်သွားပြီးတော့ကျွန်မဂျမ်ပိုက်ကလေးဖတ်မယ်ဓမ္မရာဆိုရင်တတိယဆောင်ခန်းကြီး1အငယ်73မှာထို့နောက်ဟိတ်ကိသားအဒေါနီယသည်ရှောလမုန်၏မဲတော်ဗတရှဘထံသို့သွား၍ဗတရှဘကအသင်သည်မိတ်ဆွေဖွဲ့လျက်လာသလိုဟုမေးလျင်မိတ်ဆွေဖွဲ့လျက်လာပါ၏ကြည်စံအဒေါနီယကဗတရှဘစီသွားတယ်
တင်းဆိုရင်သွားမလားစဉ်းစားကြည့်နော်အဒေါနီယသူ့ကိုယ်သူဘယင်ချီးမြှောက်တဲ့အခါမှာဘာတာရှေဘကဘယင်စီဒါဝိဒ်စီဝင်ပြီးတော့မှသူ့သားကိုဂတိပေးတဲ့အတိုင်းဘယင်အနေနဲ့ချီးမြှောက်ပါလို့ဝန်ပြောလို့အဲ့ဒီရှောလမုန်ကိုဘယင်အနေရာမှာထားတာအောင်မြင်သွားတာဖခင်အသုံးတော်ခံတာဘာတာရှေဘအဒေါနီယကသူတော်အသက်လွတ်အောင်မနေပြေးရတာအခုနိုင်ငံတော်မှာပြန်နေရပြီအဲ့ဒီအဒေါနီယကအခုမိမလိုချင်တော့ဟိုဘာတာရှေဘကိုလာရှာတယ်ဘာသာရှိပါစကားကိုရှောလမုန်မင်းကြီးနားထောင်တယ်ဆိုတာနံပါတ်1အဒေါနီယသိတယ်ရှောလမုန်မင်းကြီးကသူ့မိခင်ကိုယိုသေးတယ်လေးစားတယ်စကားနားထောင်တယ်ဆိုတာကိုသိတဲ့အခါမှာသူလိုချင်တာရဖို့ဘာသာရှိပါစီလာတယ်ဘာသာရှိပါဘက်ကရောဂျေစုပြုတ်တတ်တဲ့မိန်းမဖြစ်တယ်ဟာလေလုယာဟဲ့ငါသားနဲ့ငါအသက်ကိုတတ်မလို့စီစဉ်ထားတဲ့အဒေါနီယလေသူခွတ်မလွတ်တာတွေခါသီးတာတွေရှိနေမယ်ဆိုရင်ဘယ်လိုလုပ်လက်ခံမှာလဲသူစီကိုဝင်လာတဲ့သူကိုသူကဂျေစုတော်ကိုကြွယ်ဝစွာရတဲ့မိန်းမဖြစ်တဲ့အတွက်ဂျေစုပြုတ်တတ်တဲ့မိန်းမဖြစ်လာတယ်ဂျေစုတော်ကြွယ်ဝစွာခံစားတဲ့တင့်အသက်တာဟာသူတပားကိုဂျေစုပြုတ်တတ်တဲ့သူဖြစ်ပါစေဟာအဒေါနီယငါတို့ကိုတတ်မှုကြံစီတဲ့သူကွာသူဘာပြောမလို့လဲကျွန်တော်တဲ့ဗာလဲရှုနေမြို့သူအပိရှဲကိုတဲ့မိန်းမအနေနဲ့လူကျင်တယ်တဲ့တောင်းပေးပါတဲ့ဒါဝိမင်းကြီးကိုမုမတ်တွေကပေးစားတာဒါဝိမင်းကြီးကမယူဘူးအသက်ကြီးပြီအဖိုးကြီးဖြစ်ပြီလေအပြိုလေးမယူပါဘူးเนาะဆိုတော့ဟုတ်တယ်သူကသူဒါဝိရဲ့အသက်တာထဲမှာပြောင်းလဲမှုတွေအဲ့ဒါပြောင်းလဲမှုဒါပေမဲ့မုမတ်တွေကအရင်လိုပဲထင်နေတာလေအဲ့တော့ယူလာပေးတာသူမယူအလုတ်ကျွေးပြုစုတာတော့ခံတယ်မိမအနေနဲ့သူမသိဘူးဒါပေမဲ့အဒေါနီယကသူ့ကိုမိမအနေနဲ့တောင်းပေးပါတဲ့ဆိုတော့ဘာသာရှိပါကရိုးလေးပဲစဉ်းစားလိုက်တာ။အိုးဘာလို့မဖြစ်နိုင်ရမှာလဲ။ငါသွားတောင်းပေးမယ်။ရှောလမုန်မြစ်ကြီးစီသွားလိုက်တာ။နည်းနည်းလေးတော့ကြာသွားတယ်နော်။တူလို့ပြောတာ။နည်းနည်းဆက်ကြည့်လိုက်မယ်အဆင်ပြေမလား။အငယ်16မှာဓမ္မရာဇဝင်တတ္တရာဆောင်ဓမ္မရာဇဝင်တတ္တရာဆောင်ခန်းကြီး1အငယ်16မှာရှင်ပြန်သည်မေတော်ကိုခရီးဥကြိုပြုတ်အံ့တော့ငါထ၍ဥချပြီးမှပလင်တော်ပေါ်မှာထိုင်တော်မူ၏မေတော်ထိုင်เสียဖို့စီရင်၍သူသည်လက်ရတော်ဖက်မှာထိုင်လေ၏တိုင်းပြည်ရဲ့အမြင့်ဆုံးချီးမြှောက်ခံရတယ်ပညာအရှိဆုံးချီးမြှောက်ခံရတယ်အချမ်းသာအကျွယ်ဝဆုံးကဘာတစ်ခုလုံးမှာအရင်ကလည်းမရှိဘူးနောက်လည်းမရှိဘူးအချမ်းသာအကျွယ်ဝဆုံးချီးမြှောက်ခံရတယ်ဒါပေမဲ့သူ့အမေလာတဲ့အခါမှာသူထိုင်ပြီးအယိုအသေးပေးတယ်မိခင်ကိုလေးစားတယ်မိခင်ကိုယိုသေးတယ်မိခင်ကိုအသိအမှတ်ပြုတယ်မိခင်ကိုထိုင်ခိုင်းပြီးမှသူထိုင်တယ်ဘာအဓိပ္ပာယ်လဲယိုသေးထိုက်တဲ့သူကိုယိုသေးတတ်တာပညာဖြစ်တယ်ကိုယ့်ရဲ့မိခင်ဖြစ်မယ်ကိုဖခင်ဖြစ်မယ်ယိုသေးထိုက်တဲ့သူကိုတင်မယိုတာအတင်မယိုသေးတာပညာမဲ့တဲ့လောက်ရလည်းဖြစ်တယ်တဲ့အထဲမှာမာနတွေထောင်လွှားနေတဲ့လောက်ရဖြစ်တယ်ရှောလမုန်မြင်းကြီးအင်မတန်ပညာရှိပါတယ်ဒါပေမဲ့သူ့မိခင်လာတဲ့အခါမှာအယိုအသေးပေးတယ်ဘာသာရှိပါကအဲ့ဒီအယိုအသေးကိုသူ့ရဲ့အသက်ရှင်ခြင်းနဲ့သူရခဲ့တာဖြစ်တယ်သူ့ဘဝအသိမကောင်းခဲ့ဘူးမလှခဲ့ဘူးဘဝမလှခဲ့ဘူးဒါပေမဲ့ဖခင်ကိုကိုးစားပြီးဖခင်ရဲ့လမ်းတော်ထဲမှာအသက်ရှင်တဲ့အခါသားသမီးများရဲ့ယိုသေးမှုကိုလည်းရတယ်အမေဘာတောင်းမလို့လဲတဲ့အိုးနှစ်အကိုဘောအဒေါနီယလေသူကဘာလဲရှုနေမြတ်သူအပိရှဲကိုလိုချင်လို့ရှောလမုန်မင်းကြီးပညာရှိတယ်လေချစ်ချင်းသိတယ်သူကဒီမိမကိုလိုချင်တာမဟုတ်ဘူးသူကဘယင်ဖြစ်ချင်တာဘယင်နေရာကိုသူကလိုချင်တာအဲ့တော့ပထမခြေလမ်းအဲ့ဒီအပိရှဲကိုတောင်းတာပြီးလို့ရှိရင် तू ကနိုင်ငံတော်ယူဖို့လူဖို့အတွက်အကြံစီရှိတယ်ဆိုတာ तू ဖျားပေးတဲ့ညံနဲ့ तू သိတဲ့အခါမှာချစ်ချင်းဖတ်လိုက်လို့ရှိရင်အမေစကားနားမထောင်ဘူးလို့ထင်စရာအကြောင်းရှိတယ်အမေကမသိဘူးလေရိုးလေးပဲလာပြီးတော့မှပြောပြတာဒါပေမဲ့ရှောလမုန်ကအဲ့ဒါကိုသိတဲ့အတွက်အမေရဲ့အဲ့ဒါတောင်းမဲ့အစားနိုင်ငံတော်ပဲတောင်းလိုက်ပါတော့လို့အမေကိုပြောပြီးတော့မှအဒေါနီယကိုသူကတတ်လိုက်တယ်ဒါပေမဲ့ပြောချင်တာကရှောလမုန်မင်းကြီးကမိခင်ကိုယိုသေးတယ်ချစ်တော်ညီကိုမောင်မတို့အသက်ရှင်တဲ့အခါမှာမိဘတွေကိုယိုသေးပါနံပါတ်1ဖခင်ကိုယိုသေးပါနံပါတ်2မိဘကိုယိုသေးပါနံပါတ်3ယိုသေးထိုက်တဲ့သူကိုယိုသေးပါပညာရှိတော်သူများဖြစ်ပါစေလို့ကိုယ့်အသက်တာဟာဂျေဇုတော်နဲ့ပြည့်တဲ့အသက်တာဖြစ်ပါစေဒါကြောင့်ပတချေပကမျှော်လင့်ခြင်းရှိတယ်ယေရှုရဲ့ဆွေစဉ်မျိုးစောစင်ရင်ထဲမှာပါဝင်တဲ့မိန်းမဖြစ်သွားတယ်ဟာလေလုယာပြီးတော့မှဒီလောက်ချီးမြှောက်ခံရတာလေသူ့အသက်တာလေနန်းတော်မှာလည်းလေးစားခံရတဲ့သူဖြစ်လာတယ်ဘယင်ကိုယ်တိုင်ကလေးစားတဲ့မိခင်ဖြစ်လာတယ်
ဘာကြောင့်လဲဖခင်နဲ့အတူအသက်ရှင်တတ်လို့ဖြစ်တယ်ဒါကြောင့်အသက်တွေအားလုံးကိုထားပြီးဖခင်နဲ့အသက်ရှင်သင်ရဲ့အနာဂတ်ဟာလာပါမှာပဲဖြစ်တယ်အတူတကမတ်တရရအောင်ဟာလေလုယာဂျေဇုတော်ကိုကြွယ်ဝစွာခံစားရတဲ့သူကအခြားသူတွေကိုဂျေဇုပြုတတ်တဲ့သူဖြစ်ပါစေကျွန်မဒါကိုဖတ်တဲ့အခါမှာအိုးအဒေါနိယကိုမိမတောင်းပေးတာတခြားလူမဟုတ်ပါလား तू တတ်ဖို့ तू တတ်ချင်နေတဲ့ဗတ္တရှဘဖြစ်နေတယ်အဲ့ဒီလောက်ခွန့်လွတ်နိုင်တဲ့နှလုံးသားကိုဖယားနဲ့အတူအသက်ရှင်တဲ့အသက်တာမှာရတာဖြစ်တယ်လို့ဆိုတော့ကျွန်တော်တို့ကိုယ့်အသက်တာဟာလေဂျေဇုတော်နဲ့ကြွယ်ဝတဲ့အသက်တာဖြစ်ဖို့ဆုတောင်းဆက်ကပ်ရအောင်သူဆုတောင်းရအောင်ဘုရားသခင်ကိုရဲ့နာမကိုချီးမွမ်းပါတယ်ကိုရောကျွန်တော်တို့အသက်တာဟာကိုရဲ့ဂျေဇုကိုအတိုင်းအဆမရှိအရှိန်အဟုန်နဲ့ရရှိတယ်လို့ပဲအခြားသူတွေကိုပြန်လဲဂျေဇုပြုတတ်တော်သူများဖြစ်စေပါအမြဲတမ်းကိုရဲ့ဂျေဇုတော်ကိုအဆက်မပြတ်စီစဉ်နိုင်တော့အသက်တာများဖြစ်ဖို့ကိုရောကောင်းချီးပေးပါယေရှုခရစ်တော်၏နာမ၌ဆုတောင်းပါ၏ဗတ္တရှဘအနေနဲ့သူ့အသက်ကိုယူဖို့အဒေါနိယကြံစီတာကိုခွတ်လွတ်ဖို့လွယ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တခါလေမိခင်တွေအတွက်ခက်တာကကိုသားသမီးတွေကိုနောက်ရှက်ဖို့ကိုသားသမီးတွေကိုထိခိုက်တဲ့သူတွေကိုခွတ်လွတ်ဖို့ပိုခက်တတ်တယ်သူသားရှောလမုန်ကိုလည်းတတ်ဖို့အဒေါနိယကကြံစီခဲ့တာဖြစ်တယ်အဲ့ဒီအရာကိုခွန့်လွတ်ဖို့ကဖခင်ရဲ့ခွန်အားနဲ့ပဲတတ်နိုင်တယ်ဒီနေ့ဘုရားသခင်ကနောက်ထပ်စကားပြောနေတယ်ခွန့်လွတ်ပါခွန့်လွတ်ဖို့လိုတဲ့သူတွေကိုယ်နှလုံးသားပေါ်မှာလက်တင်လိုက်ရအောင်ဖခင်ကကိုယ်ပြစ်တဲ့အားလုံးကိုခွန့်လွတ်တယ်ဗတ္တရှဘအဲ့ဒါကိုကောင်းကောင်းနားလဲတယ်တလောက်တောင်မိုက်မဲခဲ့တဲ့သူ့ရဲ့ဘဝကိုဖခင်ကလုံးဝကိုယ်လုံးကျွတ်ခွန့်လွတ်လိုက်တာဖြစ်တယ်အဲ့ဒီလိုခွန့်လွတ်ခြင်းကိုသူရတဲ့အတွက်အဒေါနိယကိုလည်းသူလုံးဝခွန့်လွတ်တယ်အဒေါနိယသူ့ကိုခိုင်းတာကိုသူလုပ်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ခွန့်လွတ်တဲ့နှလုံးသားရှိလို့အဲ့ဒီနှလုံးသားတဲ့နှလုံးသားဖြစ်နေပါစေယေရှုဖျားဒီနှလုံးသားတွေကိုကိုရောတွေ့ပါတယ်ကျွန်တော်တို့ကိုပြစ်မှားတဲ့သူတွေကိုစိတ်လိုလက်ရကျွန်တော်တို့ခွန့်လွတ်ပါတယ်ကိုရောရဲ့ခွန့်လွတ်ခြင်းကိုရရှိပြီးသားဖြစ်တဲ့အတွက်အဲ့ဒီခွန့်လွတ်ခြင်းကိုအခြားသူတွေကိုစီစဉ်စေမှာဖြစ်ပါတယ်ခွန့်လွတ်သောနှလုံးသားများကိုကိုရောပေးထားပြီးဖြစ်တဲ့အတွက်နာမတော်ကိုချီးမွမ်းပါတယ်ဂျေဇုတော်ကိုချီးမွမ်းတယ်ကိုခွန်အားနဲ့မဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ခွန်အားနဲ့ဖြစ်တယ်ခွန့်လွတ်ဖို့ဆုံးဖြတ်တယ်ခွန့်လွတ်ပြီးပြီပဲဖြစ်တယ်နာမတော်ဘုန်းကြီးပါစေနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဂျေဇုတော်ကိုချီးမွမ်းရအောင်ဗတ္တရှဘမှာအနာဂတ်ရှိတယ်ဆိုတင့်မှာအနာဂတ်ရှိတာဖြစ်တယ်ဗတ္တရှဘမျော်လင့်ခြင်းရှိတယ်ဆိုတင့်ရဲ့အနာဂတ်အယံကိုမျော်လင့်ခြင်းရှိတာဖြစ်တယ်ဆုတောင်းရအောင်ဘုရားသခင်ကိုရောဂျေဇုတင်တယ်တလောက်မျော်လင့်ခြင်းနဲ့ပြည့်တဲ့အသက်တာကျွန်တော်တို့ကိုပေးတဲ့အတွက်ကိုရောဂျေဇုတင်တယ်မြေမုတ်တဲကချီးမြှောက်ပြီးနောက်ချီးပုံတဲကရွေးကောက်တဲ့ဖခင်ကိုရောနာမကိုချီးမွမ်းပါတယ်ဗတ္တရှဘရဲ့အသိနဲ့အနာဂတ်လုံးဝမတူအောင်ပြောင်းလဲစေတဲ့ဖခင်ဒီနေ့ကိုရောကျွန်တော်တို့အရောက်စီတိုင်းရဲ့အသက်တာကိုအံ့ဩဖွယ်ပြောင်းလဲစေတဲ့အတွက်ကိုရောဂျေဇုတင်တယ်။အိုးကျမတို့အနာဂတ်မှာကိုရောထားတဲ့ပန်းတိုင်းတစ်ခုမကြံပြည့်စုံလာမှာဖြစ်တော့ကြောင့်ချီးမွမ်းတယ်။အသက်တာများကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်။ဖခင်ရဲ့ဘုန်းဖခင်ရဲ့အသေးဖခင်ရဲ့အလင်းနဲ့ပြည့်သောအသက်တာများဖြစ်စေပါ။ဖခင်ရဲ့အကြံစီပြည့်စုံအသက်ရှင်သောအသက်တာများဖြစ်ဖို့ကိုရောကောင်းချီးပေးမှာဖြစ်တဲ့အတွက်ဂျေဇုတော်ကိုချီးမွမ်းတယ်။ကျွန်တော်တို့အသက်တာဟာဂျေဇုတော်ရဲ့သက်သေဖြစ်စေပါ။ခွလွတ်ခြင်းရဲ့သက်သေဖြစ်စေပါ။ဂယုဏသက်သေဖြစ်စေပါ။ကိုရောရွေးနှုတ်ကယ်တင်ခြင်းရဲ့သက်သေဖြစ်စေပါ။ကိုရောဘလောက်ထိအပြစ်လွတ်တယ်လဲဆိုတာကျွန်တော်တို့အသက်တာသက်သေဖြစ်စေပါကိုရောကဘလောက်ထိအသုံးမရတဲ့သူကိုချီးမြှောက်တာလဲဆိုတာရွေးနှုတ်ကယ်တင်တဲ့ဖခင်ရဲ့သက်သေကျွန်တော်တို့ဖြစ်စေပါဂျေဇုတော်ကိုချီးမွမ်းလေအသက်တာများကိုကောင်းချီးပေးဆုတောင်းတဲ့အခါမှာယေရှုခရစ်တော်၏နာမ၌ကောင်းချီးပေးလေဆုတောင်းပါ၏အာမင်